ပူတဲ့တာဒီမှာရေးထား CRT TV DC တွဲဖို့ပါဝါဖုန်းလို့ရေးထားတယ်။အော်ရင်တော့ကတ်တုတ်လေးကျ TV တွေကိုအဲ့လို DC နဲ့ကြည့်ဖို့တဲ့ဒီကတ်တွေကလာနော်အဲ့ကိုကမကလေးကဆင်ပေးရတော့ချို့ TV ရတော့ခုနကကျွန်တော်လည်းပြောလို့ပါပြီးသားမပါတဲ့ကတ်ကြရင်တော့ဒီကောင်ဆင်တယ်နော်အဲ့ဒါဒီကောင်လေးကသူ့ရဲ့ချုပ်တယ်နော်ကဲတော့ကြည့်အောင်ကျွန်တော်တို့သူ့ရဲ့သုံးပုံသုံးလေးကျွန်တော်ပြောပြသူကဘယ်လိုသုံးလဲဆိုတော့သူဒီကောင်ကဒါဒီကတ်ထဲကိုဝင်နေတာအပေါင်းနှုတ်ဒီအပေါင်းနဲ့အနှုတ်နဲ့ဝင်တဲ့နေရာကိုဒါဒီလိုတက်တယ်နော်တော့ဒီလိုတက်တယ်ဆိုတော့ဒီကောင်ကိုကျွန်တော်တို့က TV မှာထိုင်ပေးရမှာနှစ်ဖောက်ဒီမှာထိုင်ပေးပြီးတော့ဒီကောင်ကဒီမှာဒါဗီဒီယိုကိုချိန်မှာပေါ့နော်ဗီဒီယိုချိန်မှာပေါ့ဗီဒီယိုအပေါင်းတို့ချိန်ပြီးတော့ဒီမှာဒီကောင်ကလာပြီးအဲ့ TV ကိုလာပြီးဘာလို့လဲတက်ပေးလိုက်ဒီကတ်နိုးမယ်ပေါ့အဲ့ကတ်ကအထွက်ကိုတော့ပြောဒီမှာဒီကောင်ရှိတယ်ဒီဟာဒီမီးလုံးဆော့ကနေမပါဘူးဒီကျိုးလေးပေါ့အဲ့ကျိုးလေးကဒီမှာတက်ထားတာဒါဒီအောက်ဘက်ထွက်ဒီလိုမျိုးဒီအောက်ဘက်ထွက်အဲ့အထွက်ကိုသူကဒီကနေ DC သုံးအောင်မလို့ဒီကျိုးနဲ့ကျွန်တော်ပြောတဲ့ capacitor main capacitor မှာခဲဆော်ပေးလိုက်နော်အဲ့သူကအဲ့လိုမျိုးလေးလောက်ထားတဲ့ဆက်ကဒါကတော့သုံးပုံသုံးနည်းလေးပြောပြတယ်နော်ဘယ်လိုသုံးလဲဆိုတော့ကျွန်တော်ဗီဒါဆိုဒီဆက်ကအကြောင်းလေးကိုနည်းနည်းလေးပြောပြကြည့်ကြအောင်နားထောင်ကြည့်အောင်အခုဒီမှာဒီထဲကိုအပေါင်းနဲ့နှုတ်ဝင်တဲ့ပုံစံလေးကြည့်အောင်ဒီမှာဒီမှာအနှုတ်ဒါပါလဲအပေါင်းအဲ့တော့ဒီကောင်ကိုပတ်လက်လန်လိုက်လို့ရှိရင်ဒီ point သုံးခုပေါ့နော်ဒါကဒီနှစ်ခုကအနှုတ်ဒီကောင်ကအပေါင်းကဘယ်ဝင်လဲဆိုတာဒီ transformer ရဲ့ဒါ transformer ရဲ့ဒါ primary ကိုဝင်တာအလယ်သားကိုအပေါင်းဝင်တာတွေ့လားဟိုအပေါင်းအဒီစားဟုတ်တယ်နော်ဒီအဒီစားကဒီမှာဒီကိုဝင်သွားတာအနှုတ်ကဘယ်လိုလာလဲဆိုတော့အနှုတ်ကဒီလမ်းကြောင်းလေးကိုလာရင်လေဒီမှာ तू က CF 1200ဆိုတဲ့ကောင်ရှိတယ် 2cb လက်ကြီးကောင်က 2cb resistor ဒီ R1 တော့1ကဒီ printed second မှာရိုက်ထားတယ်ပေးထားတဲ့နာမည်ဒါက component ပေါ်မှာရိုက်ထားတဲ့နာမည်ဒီကောင်ကဒီအကြောင်းလေးသိချင် internet မှာအဲ့ထောက်ရှာလိုက်လို့ရှိရင်ဒီဟာလေးပေါ်လာမယ်မကြည့်ဒီအဝါရောင်လေး 2cb link လေးနော်ဒီမှာ तू က R101 လို့ရေးထားတယ်အောက်မှာ printed second မှာဒီနာမည်ကတော့သူ့ရဲ့နာမည်ဖြစ်တဲ့ကြောင့်သူ့ရဲ့ body မှာရိုက်ထားတယ်ဒါ 2cb link လေးအဲ့ကောင်ကဘာလို့အနှုတ်လမ်းကိုသူဒီထဲပို့လိုက်ချင်မှာတန်းဆက်ခံထားတာဗာကြီးအဲ့ကောင်လေးကိုကြည့်မယ်နော်ဒီမှာတော့ဒီကောင်လေးကဒီမှာကြီးဒီခြေတော်လေးနှစ်ချောင်းဒီမှာဒီကောင်ဟုတ်ပြီနော်ဒီကောင်ဒီခြေတော်လေးနှစ်ချောင်းဆိုတော့ဒါခုနကအနှုတ်မလားအဲ့ဒါအနှုတ်ကိုအဲ့ဒီကောင်လေးကိုဖြတ်ပြီးဒီကိုဝင်လာတော့ဒီ line ကြီးကဘာဖြစ်သွားလဲဒါ ground ဖြစ်သွားပြီရှင်းတယ်နော်ဒါကြီးကဘာလဲ ground line ကဲ ground line ဆိုရင်ဒီ FVD တွေက N channel ဆိုတော့စုပ်ကိုဘယ်နဲ့ချ ground နဲ့ချတယ်ဗာကြီးဒီမှာ FVD နှလုံးရှိတယ်တွေ့လားနော်ဒီနှလုံးဇက်ဖိုးဖိုးနှလုံးအဲ့တော့ဒီဘက်တည်းက gate အလဲက drain ညာဘက်ကပါလဲစို့နေမလားဟုတ်ပြီနော်ဒီတိုင်းပဲနော် gate drain စို့ဒီလိုကြည့်မယ် gate drain စို့ဟုတ်ပြီဒါဆိုရင်ဒီဘက်ချမ်းတွေကစို့နော်ဒီကြည့်တယ် gate drain စို့ဒီမှာကြည့်ဒါ gate ဒါ drain စို့ဒီမှာတွေ့တာ ground ချတာဟုတ်ပြီနော်နောက်တစ်ခါမှကြည့်မှာ gate drain စို့ ground နဲ့ချတာမြင်တယ်နော်စို့ ground ပေးလိုက်တယ်ဒီ drain လိုပဲဆက် transformer ရဲ့ထိပ်နှစ်ဖက်ဒါ transformer ရဲ့ primary ရဲ့ဒါသုံးစဒါအလယ်စားအပေါင်းဝင်တယ်ခုနဒီအပေါင်းဝင်တဲ့ကောင်ဟုတ်ပြီနော်ဒီထိတ်နဲ့စားတော့ဒီမှာ drain ကိုသွားတယ်ဒီဘက်ကထိတ်စားပဲကိုသွားတယ် drain သွားတယ်ရှင်းသွားပြီနော်ဒါဆိုသူ့ရဲ့ gate ကိုလှမ်းဖွင့်မဲ့ကောင်ကဒီ IC ကဖွင့်မှာအဲ့ဒီ IC ကဒါဟုတ်ပြီနော်ဒီ IC ကဒီကောင်ဟုတ်ပြီနော်အဲ့တော့ဒီမှာဒီထဲမှာသူကဒီမှာဒီ capacitor ကြီးကဒီမှာနော်2200 US ဒီ610 diode ကနေရအဲ့ဒီအကြောင်းလေးလည်း internet မှာထောက်ရှာလို့ရနော်610ဆိုတဲ့နာမည်ကိုရိုက်နေတာသူ့ရဲ့ body မှာပေးထားတဲ့ component နာမည်ဒါကဒီမှာပေးထားတဲ့ဒီကောင်ရဲ့ senior နာမည်ပေါ့ဟုတ်ပြီနော်ဒါကိုထောက်ရှာလိုက်ရင်ဘာလဲဆိုတော့ပြောတယ်ဟုတ်ပြီနော်အဲဒါဆိုရင်ဒါဒီ circuit လေးဒီဆောက်ပုံပေါ့အမှဒါတဲ့ဒီနာတိုင်းကိုနေဒီမှာဒီနာတိုင်းကိုနေပါနော်ကဲဟုတ်ပြီဒါဆိုရင်ခုန drain နဲ့စို့အကြောင်းကိုသိသွားပြီဆိုတော့ဒီ gate ကိုလာတာမှာဘာနဲ့လှမ်းပွင့်လဲ R လေးတွေ112နဲ့109မာကြီးအဲ့ဒီဖွင့်တာလေးပြောပြတယ်မာကြီးဒါပေမဲ့ဒီကောင်ရဲ့ gate ကိုဖွင့်တယ်မာကြီးဒါဆိုဒါ gate drain source သူကသူ့ gate ကိုလာတယ်ဒီမှာ resistor လေးဒီကနေဒီကိုလှမ်းခွာကြည့်နော်ဒီကနေဒီကိုလှမ်းခွာတယ် resistor လေးနံပါတ်ကြည့်လိုက်ဒီမှာတွေ့လား R112 ပြီးတော့မှအနီးကရိုက်ကြည့်လိုက်နော်112တွေ့လားဘယ်ကောင်လဲဒီကောင်109မာကြီးဒါဒီဘက် FVD ကို gate ဖွင့်တာသိပြီနော်ဒီမှာဒီ FVD ကြည့်မယ်နော်ကြီးဒါ gate drain source မှာ gate တွေ့လာတော့ဒီလာဒီမှာ resistor လေးတို့လှမ်းခွာနော်ဒါဆိုအဲ့ resistor ဒီကြားနဲ့ညံ့တယ်ဒီမှာကြီးဒီမှာအပြာရောင်လေးပဲ109လို့စာလေးရေးထားတယ်ဟုတ်နော်ဒီမှာကြီး109ဆိုစာလေးရေးထားတွေ့လား
အဲ့ဒီကောင်ကအဲ့ဒါ gate ကိုလမ်းဖွင့်မှာအဲ့တော့အဲ့ဒီဒီ gate ကိုထားတဲ့ resistor တော့ဒီကနေပြီးတော့ဒီလိုကြော်တယ်အဲ့လမ်းကြောင်းတိုင်းလာတော့ဘယ်ရောက်သွားလဲဆိုတော့ဒီဟော ICO ရောက်သွားတွေ့လားဟုတ်နော်ဒီ gate ကိုဖွင့်တဲ့ resistor လေဒီကနေပြီးတော့ဒီရောက်တယ်ဘယ်ရောက်သွားလဲ ICO ပဲ DIC နော်အဲ့ဒီ IC ကနေသူတို့ gate လမ်းဖွင့်မှာဟုတ်ပြီနော်ဒါဆိုရင်တော့ဒီသဘောတရားလေးကိုတော့သိသွားပြီပေါ့နော်သဘောတရားဒီတိုင်းကို၄လုံးဒီဥစ္စာဒီမှာ bridge 25တိုင်းကို၄လုံးဟုတ်နော်၄လုံးအဲ့၄လုံးကထွက်တဲ့အထွက်ကဒီမှာဒီ300ပို့အောက်ပို့ဒီ socket ကိုရောက်နော်ဒီကထွက်အဲ့တော့ပို့တိုင်းတော့ကျွန်တော်တို့ဒီမှာကတ်တုံတစ်ခုပေါင်းရင်အပေါင်းထွက်မယ်အနောက်တစ်ခုပေါင်းရင်အနှုတ်ထွက်ဟုတ်ပြီနော်အဲ့ဆိုရင်ကျွန်တော်ဒီပတ်လန်းကိုပြက်စစ်ထည့်ပြီးစမ်းတော့ဒီလိုကွန်ပျူတာပတ်လန်းနဲ့ပြက်စစ်ထည့်စမ်းလို့ရှိရင်လုံးမထည့်ထားလို့မရဘူးနော်ဒီမှာဘာလုံးမှမပါဒီတိုင်းဒီတော့ထည့်လိုက်ရင်ပြက်စီးတယ်လို့ပြောအဲ့တော့ဒီကောင်းကိုဘာလုပ်ခွင့်ရမလဲဆိုတော့လုံးခံပြီးဒီမှာလုံးကတော့ဘိုးက300လောက်ရှိတဲ့ခါကျတော့တူတန်နေပြီးလုံးလုံးစီးဆက်ထားလိုက်ပုံပေါ်နေဖြစ်သွားနော်သူကဒါလည်းထွက်တဲ့ဒီက290လောက်ရှိတယ်ဒီတစ်လုံးနဲ့ဆိုကျုံသွားမှာနော်အဲ့ကောင်လည်းစီးဆက်ထားလိုက်ပြီးဆက်နေတာမျိုးဆိုရင်ဒီမှာဒီလိုတက်လိုက်အောက်ပေါ်မှာတက်ထားလိုက်ပြီဒီမှာဒီလိုနှလုံးတက်လိုက်ပြီနော်ဟုတ်ပြီဒါ DC အဝင်ဒါ DC ဝင်တဲ့လူတက်မယ်ဒီမှာဒါဘယ်လိုကိုချိန်ရဟုတ်တယ်နော်ဘယ်လိုကိုချိန်ရလဲတက်အဲ့ဒီမှာကြည့်အောင်နော်ဒါအပေါင်းရက်ပို့တိုင်းဒီကိုတစ်ထောင်နဲ့ထားတိုင်းအောင်ဟုတ်ပြီနော်ကဲဖွင့်ကြည့်လိုက်အောင်နော်ဟုတ်ပြီနော်ကြည့်အောင်ပါကြီးဒါအပေါင်းဟုတ်နော်ဒါပါလေနှုတ်ဘယ်လောက်ရှိတယ်မ290နဲ့ဒီရစထားလိုက်နော်မကောင်းဟုတ်နော်ဟုတ်နော်ဒီမှာ290နဲ့1ရှိတယ်နော်သူ့ထွက်ကနော်290နဲ့1ပုံရှိတယ်ဒါထွက်ဒါမှမဟုတ်ကျွန်တော်တူတော်နေပြီးလို့နှလို့ပါတော့ series ဆက်ပေးတာတစ်လုံးနဲ့ဆိုတော့ကျုံသွားဟုတ်နော်အဲ့အဝင်က DC တွဲဖို့အထွက်မှာ DC 290ထွက်တယ်နော်300ထွက်တယ်အဲ့လိုပြောလို့ရတယ် AC အနေနဲ့ဆိုဒီတော့မှတိုင်းရမယ်ဒိုင်းဝင်တော့မှတိုင်းရမှာလားအများကြီးထွက်တယ် AC ကနော်အင်းတော့လည်းတိုင်းမှာရမယ်လို့ဒီ AC ကဒီတော့မှာတော့ဘယ်လိုလဲ AC က1000လောက်ထွက်ဟိုတော်တော်များများထွက်ပြီ AC ကတော့ဒီတဲ့တိုင်းလို့မရအောင်မကြည့် AC တိုင်းလာတယ်ဒီတိုင်းလာပါ AC ကဘယ်လိုရှိလဲ400ကျော်တော့900နီးပါကျွန်တော်ဗမာထားထားတယ်ဒီမှာကြည့်လိုက်1000မှာထားထားတာဟုတ်တယ်နော်ဟုတ်ဆက်ကျွန်တော်1000မှာထားထားတာနော်ကျွန်တော်460လောက်ရှိတယ်တွေ့လားတွေ့တယ်နော်โอเคကြာပြီအဲ့ကျွန်တော်တော့ရရင်လို1ဆက်လေးတစ်ပုံရိုက်သွားမယ်ဒီလိုတွေ့တော့ပေါ့ဗျာသူကတော့ရိုးတန်းတန်းမျိုးလုံးလိုရင်းလုံးထည့်လိုက်တယ်ထည့်လို့ကြာဒီလုံးအကြီးထည့်တယ်ရလေးနဲ့ကြော်ပြလိုက်ဒီ commanding ဆွတ်ကလာတဲ့ကျိုးရလေးပွင့်တယ်ပိတ်ဖွင့်လုပ်ခိုင်းတယ်ကိုကောင်ကဖတီနဲ့ဒီလုံးနဲ့ရလေးနဲ့တက်ရင်ဆိုတာကားမှာအဲ့တော့ကားတွေထိမှကြာရလေးနဲ့ပတ်ပြီးတိတ်နဲ့ပတ်တာတတူးဒီမှာဘာလို့ဆက်မပေါ့ဘူးဒီဘက်ပြရမှာကပစီတာအဲ့ဒါကပစီတာရအောင်ဘာကြောင့်မို့ဝင်ရေးထားတယ် C202